လောကမှာတဲ့ယောက်ျားပိတာတဲ့သူတွေဟာအရှုံးကိုလက်ခံရဲတယ်ယောက်ျားမပိတာတဲ့အောက်တန်းစားတွေကြတော့ကိုကရှုံးဝိုင်းရှုံးမဲတယ်တဲ့နော်အဲ့ဒီအထဲမှာကျွန်တော်အမြဲတိုက်ခိုက်နေတဲ့စစ်ခွေးငထိတ်ရှေ့ဆုံးကပါတယ်အခုလည်းဒီမှာကြည့်လိုက်သူကျွန်တော်ဘာပြောထားလဲလို့နော်နားထောင်ကြည့်လိုက်ဒီကောင်ရဲ့စိတ်ဓာတ်အတွေးခေါ်ဘလောက်နှိမ့်ညအောက်တန်းကျနေလဲဆိုတာသူ့ကိုယ်သူလူရှိမှကြော်ညာပြနေတာကြည်ဝိုင်းသူပြောထားတဲ့ရုပ်တံမှာအဲ့တော့ကိုလေးမီဆွေဒီကိုလေးဗီဒီယိုလာပို့ပြကြတယ်ပေါ့ဘဒုဗီဒီယိုတွေလည်းဆိုရင်ဒီပကံစည်းခွင်းမောင်းနဲ့ဒီဆဲဆိုရန်နိုင်ကြီးတွေပြောတယ်တလုံးကြိုက်ပေါ့နော်တလုံးကြိုက်တဲ့ဗီဒီယိုတွေလာပို့ပြကြတယ်ရိုင်းဆိုင်ပေါ့နော်ကိုနဲ့သူဆဲဆိုရိုင်းဆိုင်တယ်တေချာအဲ့စကားကိုနဲ့အတွေ့မတူရင်ဆဲဆိုရိုင်းဆိုင်တယ်လို့သူကျွန်တော်ပြောလိုက်တယ်ကျွန်တော်တကယ်ပဲအခြားဘက်အခြားလူတိုင်းကိုကျွန်တော်ဆဲလာဟုတ်တယ်လေစကားဆိုတာပေါက်လို့ပဲစားပြောလို့မရဘူးဟုတ်တယ်မလားငထိန်ကသူ့အမေနဲ့ညားနေတာတိတ်ပုံလို့ကျွန်တော်ပြောရတာမေလို့ဆိုပြီးတော့အဲ့လိုပြောလိုက်တော့ငထိန်နဲ့သူ့အမေနဲ့တကယ်ညားသွားလားဟုတ်တယ်မလားဒါပဲအဲ့တော့အခုသူပြောတယ်တွေ့တဲ့လူကိုဆဲဆိုကျွန်တော်ဘောမတိုင်းကိုမဆဲတာမဆဲဘူးနော်ကျွန်တော်ဘာပြောထားလဲတန်ရရမယ်ငထိန်ရဲ့သိလားဟမ်မင်းစကားတစ်လုံးပြောမယ်ဆိုယောက်ျားစကားပြောလေငါလူတိုင်းကိုဆဲမှငါနဲ့ဘက်ချင်းမတူတဲ့လူတိုင်းကိုဆဲနေရင်တော့မင်းပြောသလိုငါဟာအမြင်မတူတာနဲ့ဘက်ချင်းမတူတာဆဲတယ်ဆိုတော့ခေါင်းစဉ်မင်းကတော့တတ်လို့ရတယ်ငါလူတိုင်းကိုမဆဲဘူးမင်းတို့စစ်ကွေးဘက်အချမ်းမှာနော်ငါပြောလို့လူပီတာတဲ့လူတွေကိုမဆဲဘူးရန်သူဖြစ်နေပြီစီမင်းတို့ကိုဆဲတာဘာကြောင့်လဲအဲ့ဒါမင်းတို့ရဲ့အဆင့်အတန်းမင်းတို့ကအဲ့လိုဆဲဆိုရိုင်းဆိုင်ချင်းဆိုတဲ့အတုံးအနှုံးနဲ့ပဲထိုက်တန်တဲ့အတန်းစားတွေမို့လို့မင်းတို့ကိုအဲ့ဒီအတုံးနှုံးနဲ့တုံးနှုံးပေးတာရှင်းလားလာကြည့်ပါထိုင်းမှာမင်းကြည့်ပြည်သူကိုသိလားမင်းကြိုက်တဲ့စက်ရုံဝင်သွားငစီကိုတိလားအဲ့ကောင်ကအဲ့လိုပဲဆဲဆိုရိုင်းဆိုင်နေလားဒီလိုပဲဒီကောင်ကလူရန်ကားလားမင်းကြည့်ပါနော်ရင်ဘတ်ထဲကလာတဲ့စကားတွေပြည်သူပြောလိုက်မယ်သိလားနော်အဲ့တော့ငါတို့လုံနေတဲ့အလုပ်ကရှင်းလေးမင်းတို့လိုကလိန်ကြီးလုံနေတာမဟုတ်ငါတို့တိုင်းပြည်လွတ်မြောက်ရေးအတွက်ငါတို့လုံနေတာဒါကိုပြည်သူတွေတည်တယ်အဲ့ဒါလိုလွတ်မြောက်ရေးအတွက်လုံတဲ့နေရာမှာတိုင်းပြည်ကိုဖြစ်နေတဲ့ကောင်မျိုးတွေတော့ငါထိုင်ပြီးတော့တရားဟောလို့ရပါမလားငါထိန်ရဲ့ဟုတ်တယ်မလားတန်ရရမယ်မမျော်လင့်နဲ့လေဟုတ်လားမင်းချီလူပြီးစတန်ကူနဲ့မမွေးခြင်းနဲ့ဟောမင်းတန်ပဲရမယ်မင်းကိုဆဲဆိုတာမခံချင်ဆဲဆိုစရာမဖြစ်အောင်မင်းနေဟုတ်နော်ကဲဆက်ပြောမင်းဆဲဆိုစရာဖြစ်လားမဖြစ်ဘူးလားဆိုတာငါဆက်နားထောင်အဲ့တော့ကိုလေးကိုရှင်းနေမပြောရလို့နောက်ွယ်ကနေပြောတာပြောပလိစီရှင်းတယ်မပြောရလို့နောက်ွယ်ရပြောတာငါထိုင်မစ္စတာမတတ်တာဟမ်ဆိုရှယ်မီဒီယာတုံးနေတဲ့လူတယောက်ကရုပ်ပုံကြီးထောင်ပြီးပြောတာရှင်းတယ်ပြောတာမဟုတ်လို့မင်းမဲစက်ဖို့တဲ့ဝင်ပြောတာဟမ်ငါပြောဗမာစကားတစ်လုံးရဲ့အဓိပ္ပာယ်ကိုလည်းမင်းနားမလည်ဘူးနော်ဟမ်ရှင်းတယ်ဆိုတာဘာလဲမြင်တဲ့အရာမှာမျက်စိရှေ့မြင်တွေ့ရတဲ့အရာပြောတာအဲ့ဒါရှင်းတယ်ခေါ်တယ်ကွယ်ရာဆိုတာဘာလဲမျက်စိအရှေ့မမြင်တွေ့ရအောင်ပြောတာကွယ်ရာလို့ခေါ်တယ်နော်ကွယ်ရာပြောတာမင်းတိုက်ရိုက်မြင်လို့မရဘူးမင်းကငါကမင်းကွယ်ရာမှာပြောတယ်ဆိုရင်ငါရဲ့ပြောဆိုမှုကိုမင်းကတိုက်ရိုက်မြင်ခွင့်မရှိဘူးသိလားမင်းတရားမတတ်တော့မင်းစာမတတ်ဘူးဆိုတာမင်းရုပ်ကတိတာကြီးနော်ဆက်ပြောအဲ့မဖို့ပြကြဘူးကိုလေးမီဆွေဒီညာနဲ့မြေတားရဲ့ခံနေတယ် level မတူဘူးနော် level မတူဘူးဟုတ်တယ် level မတူတကယ် level မတူတာအဝေးဟမ်အဝေးမှာအဝေးကွာဘာမှမဟုတ်တဲ့စစ်ထဲမှာလီတက်ဟိုဒီနားမှာပခုံးအောက်မှာပခုံးပေါ်မှာမဟုတ်ဘူးနော်အရာခံဘိုးဆိုတဲ့အဆင့်အောင်မရှိတဲ့မင်းဆောက်ဆင့်ရငါနဲ့10တန်းအတူတူအောင်တဲ့ကောင်တွေတော့တိုက်ရင်မှုတွေဖြစ်နေပြီငထိန်အဲ့ဒါမင်းဆောက်ဆင့်မင်းခံမှန်းကြည့်လိုက်နော်အဲ့တော့ဒါတစ်ချက်နောက်တစ်ချက်ကမင်းတို့တော့ဖျားထူးနေတဲ့မင်းအောင်လှိုင်တို့ကောင်မျိုးကိုမအေလိုးပါလို့ရုပ်ပြပြီးတော့ပေါ်တင်ပြောနေတဲ့ကောင်ရှင်းလားအဲ့တော့ level တူလားမတူလားစဉ်းစားကြည့်ဟမ်ငါနဲ့ကြောင်းတူတဲ့ကောင်တငယ်ချင်းတွေအများကြီးရှိတယ်တိုက်ရင်မှုတွေသိလားအဆက်တော်ရှိတယ်ရှင်းလားမင်းတို့ကောင်မျိုးကိုလေငါကျုံးခိုင်းလိုက်တော့ရတယ်သိလားရှေ့တန်းရောက်မင်းအဲ့လိုမရဘူးဆိုပြောသိလားမင်းရှေ့တန်းထွက်တဲ့ကောင်ငါ့ကိုပြောနောက်ကြည့်မင်းမရရင်ငါ့ကိုကြိုက်တယ်လို့ပြောဟမ်သိလားနောက်ကြည့်မင်းမရရင်ငါ့ကိုကြိုက်တယ်လို့ပြောငါမင်းနေတဲ့တတိရှိတယ်မဟုတ်ဘူးကွာငစီစောက်ဖို့တွေပြောတာမင်းဘယ်ရှေ့တန်းစက္ကန့်မှကြာလဲတာတိတိကျကျငါ့ကိုမင်းပြောသိလားငါထဲမင်းအများကြီးနှုတ်သေးတယ်ပပလေးပဲမင်းအဆင်อ่ะဒီကောင်လေးအုံနောက်ဒီကောင်လေးအသိညာအဲ့လောက်အဲ့တော့စစ်တုပ်ပိုင်းနေတာဖန်စီရမိတဲ့ဗီဒီယိုနဲ့ဒါစစ်တပ်ကငထိန်တို့ပြောလိုက်ပါညာဒါဆိုပြီးဒီကောင်ပြောလိုက်တဲ့ဗီဒီယိုရှိတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တို့အသိညာတွေကဒီလောက်မလို့ဒီကောင်တို့အသိညာ
၎င်းရဲ့အတွေးခေါ်ပကံစီးတဲ့အတွေးခေါ်ပကံစီးတဲ့အသိဉာဏ်ဆိုတော့ပေါ့ အဲ့ဒါလောကမှာပကံစင်းနေတဲ့ပကံစင်းတဲ့အလုပ်ကိုလှုပ်ရှားတဲ့လူတွေဆိုအတိညာမဲ့တဲ့လူတန်းစားပေါ့အဲ့လိုလားဟုတ်လားမင်းတို့အောက်တန်းကြတာပဲငထိန်ရင်လောကမှာတမာအဇီဝကြစွာလှုပ်ရှားနေတဲ့လူငယ်လေးလေးအများကြီးရှိတယ်နော်မင်းတို့ငါတို့အရွယ်ဆိုတာလူလက်ပိုင်းဖြစ်နေပြီလူကြီးလို့တတ်မှတ်လို့ရတယ်အဲ့ဒီလူငယ်တွေကိုငါတို့ကစုံမလမ်းညွှန်ပေးရမှာလေအလုတ်ဟူသည်မြဂုံချီးစွာဆိုတာမင်းစာမတင်ဘူးလားဟမ်တိုင်းပြည်ကိုခိုးဖွဲ့ရောင်းစားနေတာမဟုတ်ဘူးပကံစင်းနေတဲ့လူတယောက်ပဲသိလားအဲ့တော့ပကံစင်းတဲ့လူတယောက်နေရာမှာနေမလားတိုင်းပြည်ခိုးဖွဲ့စားတောက်ပြီးချမ်းသာတဲ့နေရာမှာနေမလားဆိုရင်ငါတော့ရှင်းတယ်ကိုလှုပ်အားကားနဲ့ရတဲ့နေရာမှာပဲနေမယ်ရှာပေါ်မြက်ပေါက်သွားပါစေနော်မနေ့ကဓမ္မကျွန်တော်မိတ်ဆွေစကမ်းမှုတယောက်နဲ့စကားပြောတယ် तू ကရိုးရဲမဟုတ်ထောင်လိုင်းဘက်ကအဲ့တော့ तू ဘာပြောလဲဆိုတော့သူနဲ့ကိုယ်စကားပြောကိုကလည်းညီကိုတို့ပုံစံမျိုးရင်းနှီးနေကြတဲ့တူတွေဆိုတော့ဟိုနေ့ငါတဲ့လိုက်ရှာစားလို့ရတယ်တလောက်ကိုတတန်းလားရှာစားလို့ရတယ်တဲ့ဒါပေမဲ့ငါဘယ်တော့မှမရှာဘူးဘာအဲ့ဒီရတဲ့ငွေကိုငါမစားချင်ဘူးတဲ့ငါငွေလိုတယ်လိုချင်တာပေါ့ငါလည်းငွေတဲ့ငွေကငါလည်းလိုချင်တယ်ငွေတဲ့ဒါပေမဲ့တမာအာဇီဝကြတဲ့ငွေကိုပဲငါလိုချင်တယ်နော်သူနဲ့ကိုယ်နဲ့အလုပ်တွေဘာလုပ်ရမလဲပေါ့နော်အလုပ်ကြောင်းတွေတိုင်နေတဲ့အချိန်မှာသူအလုပ်နဲ့ဆက်ဆိုင်နေပြောတာဆိုတော့လေထိုင်းမှာဒလိုရဲမျိုးကျွန်တော်တွေ့အံ့ဩရတယ်ကျွန်တော်ရင်တဲ့ကခံစားချက်နဲ့ခွတ်တိပဲသူကလည်းကျွန်တော်ကိုစတင်ဟိုးအရင်ပတ်သက်တဲ့ကသူကပြောထားတယ်မင်းကငါတို့အရင်ထောင်နှန်းလေးလာပြီးသွားပြီတဲ့မင်းဟာတကယ်မင်းအလုပ်ကိုမင်းကိုကျိုးစည်းပွားနဲ့ကလေးကကြစ်လောက်တာမဟုတ်ဘဲနဲ့တကယ်မင်းဒီအလုပ်ကိုဒီဇိုင်းမှတ်နဲ့မင်းလုပ်နေတာဖြစ်တဲ့အတွက်မင်းစိတ်ရင်းကိုတီးလို့မင်းကငါတို့ပတ်သက်တာဆက်ဆံတာဆိုရင်ဟိုကျွန်တော်စတိကစားတယ်သူအဲ့စကားကိုပြောထားတယ်နော်အခုချိန်မှာအဲ့ဒါဒီစကားပြောတဲ့အချိန်မှာဟာအော်ထိုင်းနိုင်ငံမှာဒီလိုပုံပုံမျိုးတွေလည်းရှိပါသေးလားဟောဒါသူကတော့ရိုးရိုးဒီရဲမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကလူတွေဆိုတာကလေတမာအာဇီဝကြတဲ့ငွေကိုမမောမှလူပိတာတာအဲ့တော့ပကံဆေးတာနဲ့တမာအာဇီဝပဲနောက်ဆုံးအိမ်နာဆေးနေုံဒါတမာအာဇီဝပဲရှက်เสียမဟုတ်ဘူးဘာဖြစ်လဲငါလုပ်တယ်လေဥစော်တော်မှဘာလုပ်လာလဲဟမ်ငါထိတ်မေးချင်တိလားတို့အဲ့လားလေသူတို့အခုဥစော်တော်တွေ့ရင်တော့ဖင်ပြေးရမှာဟိုမက်မြန်မာလေဟိုနေ့စော်တော်လေတိတယ်မလားလက်ရှိဘောလုံးအတင်းအောက်ကထားတာဘာတောင်းဝင်ယူထားတယ်အဲ့ဒီဥစော်တော်နိုင်ငံခြားကိုထွက်ပြီးဘာအလုပ်တွေလုပ်ခဲ့လဲဆိုတာအဲ့ငထိန်ကိုအရင်မေးခိုင်းလိုက်ဒီအောက်တန်းစားတိအောင်လို့တိလားစပြောမင်းအဲ့ဒါလေလူမှုကွန်ရက်ကိုတင်လို့မရအောင်နော်အဲ့ဒီစစ်သားတွေဖန်တီးရမိတဲ့စစ်သားတွေဒါစစ်တုပ်ပန်းတွေကိုလူမှုကွန်ရက်ကိုတင်တာဝါခရိုင်ဆရာသမှုကျွန်းလို့လည်းခေါ်တယ်မဟုတ်လားပြောပါဥပဒေကြောင့်သိရှိနားလေတဲ့စီးရေးပညာရှင်တွေစီးရေးလေ့လာတဲ့အဖွဲ့အစည်းတွေတွားမြစ်ကြည့်လိုက်အဲ့ဒါအောင်မြင်တာမဟုတ်ဂုံစရာကြီးလည်းမဟုတ်အဲ့ဒါ၎င်းတို့ကြာချုံးလို့ပထမဆုံးခြေလိုက်မယ်ကြာချုံးနေပြန်ကြီးလားပုံတော်လိုင်းစာတွေကမင်းတို့ကြာချုံးတာဝိရိကြာမချုံကြာချုံးတာမပြီးသေးဘူးလားတင်လို့မရဘူးပေါ့အဲ့ပေါ့ဟဲ့ဟိုခလေးကိုသွားပြောသွားသိလားလူတယောက်ကိုစစ်တုံးမှန်းတင်တာနိုင်ငံတကာမှာလည်းတင်လို့ရတယ်ဒါပေမဲ့လူတယောက်ရဲ့မျက်နှာကိုကွယ်ပြီးတင်ရတယ်သူ့ရဲ့ကိုယ်ရေးအချက်လက်ဒီလူဟာဘလူဆိုတာကိုပြည်သူမတိအောင် public မှာမတိအောင်တင်ရတယ်မှတ်ထားအဲ့လောက်စင်တဲ့တတ်မလားနဲ့ငထဲကြီးနင်တို့လည်းကြံနေတယ်ဟမ်နင့်မေဖာရမနင့်ကိုပြောထားတာအဲ့လိုတင်လို့မရဘူးဟုတ်လားငါမသိလို့စောက်စီယာကြီးလို့ဘာလို့လီလို့မှုံလို့ငါပြောရင်မကောင်းဘူးနော်စစ်တပ်ကနေပြီးအဲ့ဒါမျိုးတင်တာတွေ့ဘူးလားနိုင်ငံတိုင်းတွေ့ဘူးလားဆိုတော့မင်းတို့စစ်တပ်မှာတုံမှန်းဖမ်းမိလို့လားဟမ်မင်းတို့စစ်တပ်က PDF စခန်းသိမ်းနေတယ်ဟာသိမ်းမှုလားမင်းတို့စစ်တပ်တမိုင်းမှာဟုတ်လားမင်းတို့စစ်တပ်လို့အခုစစ်ဌာနချုပ်ကြီးကိုရခိုင်အေမှာသိမ်းသလိုလာရှုံးမှာသိမ်းသလိုအခြားသောတပ်ရင်းတွေကိုဟဲ့တနင်္လာရီတိုင်းမှာတစ်ခုပြီးတစ်ခုသိမ်းနေသလိုမင်းတို့စစ်တပ်ကရောအဲ့လိုမျိုးတော် EAO တွေရဲ့စခန်း PDF ရဲ့စခန်းသိမ်းဘူးလားသိမ်းဘူးတဲ့ဒါလိုမိထားတဲ့အတွက်ငါတို့ထုတ်ပြန်တာမင်းတို့တွေ့ဘူးလားဆိုရင်လက်ခံပေးမယ်သိမ်းလည်းမသိမ်းဘူးလေမင်းတို့စစ်ခွေးတွေအလင်းဝင်တယ်လို့နော်မြင်လည်းမမြင်ဘူးလေအဲ့တော့ဘာကိုထုတ်ပြအောင်မင်းမစောက်ဖို့ကိုလှန်ပြအောင်ဟုတ်လားမင်းတို့မှလှန်ပြစားအဲ့ဒါပဲရှိလိမ့်မယ်သိလားမှုတ်တက်နေတဲ့မင်းတို့စစ်ခွေးမယားဟာတွေပဲရှိမယ်သိလားအဲ့ဒါပဲထုတ်ပြလိုက်မယ်မင်းတို့ရှိမှပြစရာဆိုလို့ခတ်တီနဲ့မသိသူတို့ဘက်မှာပဲဒီလိုအောင်ပွဲတွေရပြီးတော့ဒီလိုပဲဟိုဖမ်းထားတာလို့ဘာလို့ဟုတ်လားနင်လားစစ်တပ်ကဒင်းမှန်ပညာရေးဖွဲ့တွေကအဲ့ဒါမျိုးထုတ်ပြန်တာတွေ့ဘူးလားရှိမှမရှိတာဘူးမရှိဘူး
ကိုရင်းမြန်းပြောပြီးသွားပြီလက်နက်ကန်နေတယ်ဘယ်တော့မှစစ်တာမရှိဘူးနော်လက်ကရိုးကြီးနဲ့ဖွဲ့စည်းတာနဲ့စစ်တော့မရှိဘူးအဲ့သူတို့ရဲ့အသိဉာဏ်သူတို့ရဲ့အတွေ့အကြုံတွေလောက်ပဲအဲ့တော့လမ်းဖြူထောင်းတယ်လမ်းဖြူထောင်းတော့တရားဝင်နိုင်ငံက international လုံးမှာပါတယ်လေလူဝင်ဩကြတယ်အဲ့လိုစစ်တော်မိုင်းဖန်တီးရမယ့်စစ်တော်မိုင်းဖန်ခံရတယ်စစ်တော်မိုင်းဒီလူမှုကွန်ရက်တင်ပြီးတော့နော်စတားတွေဖန်ခံတဲ့စတားတွေကိုလူမှုကွန်ရက်တင်အဲ့လိုပကံစီအသိဉာဏ်နဲ့စေတော်ရန်ကြီးတွေပြောတယ်အဲ့လိုတလုံးကြိုက်ကောင်က reaction လုပ်လို့ပါလို့လုပ်နေကြတာအဲ့ဒါနိုင်ငံတရားဥပဒေနဲ့စစ်ဘက်တရားဥပဒေဘာကိုကျူးလွန်နေကြလဲသိလားမသိဘူးမေကြီးသိလားအဲ့ဆိုမတီးဘူးဆိုမင်းတရားဆွဲလေမရဘူးလားအဲ့လိုလွဲနေသွားဆွဲပေါ်တရားဟုတ်တယ်မလားနိုင်ငံရာဇဝတ်ကောင်ရုံးသွားလေတော့ဟိုမှာပကံစေးခွေးမောင်းတဲ့ကောင်တွေကဒီမှာအလင်းဝင်တဲ့ဟာတွေကိုတင်းနေတယ်ဒါစစ်ရာဇဝတ်မြောက်ကျွန်တော်တို့ရိပ်ယူပေးပါမင်းတော့ပြောလေငါတည်းရဲ့မင်းစောက်ပေါ်ကြီးရနေတော့ကွာငါစိတ်ညစ်တယ်မင်းကငါတကယ်ပဲဟမ်ဟိုဘာနဲ့တူလဲဆိုတော့လေတံကြားဖန်းတရားနာတဲ့ဟမ်ဟိုရွာဦးเจ้าမှာကပ်ပြရနေတူတယ်ဟုတ်လားရွာဦးเจ้าဆိုတော့လူစုံတယ်ဆိုတော့ဘုန်းကြီးเจ้าကိုလူတိုင်းရောက်တယ်အဲ့တော့ကပ်ပြရဆိုတော့ဒါလာမဲ့လူတိုင်းကတွေ့အဲ့တော့ဘာเจ้าပြပြောသူအကုန်သိတယ်ဒါပေမဲ့တကယ်သိလားမေးမသိဘူးဘာဖြစ်လို့လဲဟိုမှာဘုန်းကြီးနဲ့ကုံတယ်လာရင်နဲ့ကုံတယ်အကြောင်းကိုဘုန်းကြီးနဲ့စကားပြောတယ်ဟုတ်လားစာရေးဆရာလာရင်နဲ့စာပေအကြောင်းကိုဘုန်းကြီးနဲ့စကားပြောဆို तू အကုန်သိနေတော့ဟိုကြားနေတာဒါပေမဲ့သိလည်းမသိဘူးတတ်လည်းမတတ်ဘူးဒါပေမဲ့သူ့ပြောလိုက်အကုန်သိတယ်တကယ်တတ်လားမေးမတတ်ဘူးငထိတ်ဘွားအဲ့ဘွားသိလားကြာခုနောင်ကတွေရှောက်ပြောကောက်လို့ပဲစားနေနေတာဆရာကြီးစတိုင်နေမှာဟမ်မသိဘူးအဲ့တော့လေမတူနော်လေမတူအဲ့တော့ကိုင်းမစ်ဆိုမြင်တဲ့ခါကျတော့ပို့ပြီးပါလေနော်ဒီကောင်လေးကိုတေချာလက်လျှောက်ကြည့်နေတဲ့မြန်မာနိုင်ငံလူပိန်းတွေမှာကိုရင်းမပေါ့နော်အဲ့တော့အဲ့ဒီကောင်လေးပြောဆိုလေဒါပြောမယ်ဆိုမြန်မာနိုင်ငံမှာလူတူးတယောက်မြန်မာနိုင်ငံသားတယောက်ခလုတ်တိုက်သွားရင်တော့မှဒါနိုင်ငံခေါင်းဆောင်လည်းညှို့ထုတ်ပြီးပြပြောတဲ့ဒီရှဲဆိုရမ်းတဲ့သူအောက်ကန်စားတွေကိုကိုရင်းကပေါင်တင်ပေါ့နိုင်ငံခေါင်းဆောင်ဘလို့ပြောငါဒေါန်ဆန်းစုကြည်လည်းအပြင်ပြောဦးဝင်းပြောလည်းအပြင်မပြောဘူးလေဟမ်အခါမှမပြောဘူးနိုင်ငံခေါင်းဆောင်လို့မင်းကဘလို့ပြောနေတာခွေးမီးပြတ်ထားတဲ့မင်းအောင်နိုင်ကိုပြောနေတာအဲ့ဒါနိုင်ငံခေါင်းဆောင်ပေါ့ခွေးသားဟာယူခွေးသားကိုဆရာတင်ရခွေးသားတွေပဲတင်မှာပေါ့ငါတို့ကလူသားတွေခွေးသားဆရာမတင်ဘူးသိလားမင်းတို့ခွေးသားကိုမင်းတို့ခွေးတွေပဲတင်လူတွေမတင်ဘူးမတင်လို့တော်လှန်နေကြတာဟမ်မင်းတို့ခွေးသားကြီးအာနာသိမ့်လက်ချိန်မှာပြည်သူတွေကဝမ်းတာအားရနဲ့လမ်းပေါ်ထွက်လာတာလားဟမ်ထပြီးစန္ဒပြတာလားအေးအဲ့လားပဲအဲ့တော့ခွေးသားကိုခွေးမျိုးတွေဘယ်ပဲဆရာတင်လူမျိုးတွေကဆရာမတင်ဘူးတိလန်းကထိန်နော်ဟုတ်ဆိုဒီကောင်လေးပြောနေတာဘာပြောအောင်အဲ့တော့ဂိမ်းလုံးရေကနေပြတ်လိုက်တော့ပလုံးဆိုပြီးတော့ရေလိုက်ထားပါအောင်နော်အတန်ဖောက်အောင်ဒါပေမဲ့ဒီကောင်လေးပြောကြတဲ့အားလုံးဒီကောင်လေးပြောထားတယ်ဒီကောင်လေးပြောတဲ့ຢာကြတော့နားထောင်တင်မြန်မာနိုင်ငံလူပေးပြီးတော့အေးဆဲဆိုရင်လည်းကြက်တဲ့လူပေးပြီးတော့တို့တော့ပါလားကြီးပါလားချမ်းသာပါလားပြောင်းလဲပါလားအဲ့ဒါဆိုရင် तू ဘာဖြစ်လို့နားထောင်လဲအဲ့ဒီငထိန်ရဲ့အကောက်ထဲကိုဝင်ကြည့်ပါကျွန်တော်နဲ့ပတ်သက်တဲ့ပြောထားတဲ့ဗီဒီယိုဖိုင်လိုက်ရည်လို့ဘယ်နှပုတ်ရှိလဲရေးကြည့်ဒီကောင်တွေကအပြောတစ်မျိုးအလုပ်တစ်မျိုးဆိုတာအဲ့ဒါကိုပြောတာယောက်ျားဖာတယ်လေကျွန်တော်အရင်ခက်ကထင်တာစစ်သားဆိုယောက်ျားရှင်းမာကြီးတရားတူရဲ့တတိရဲ့ပြည့်စုံပြီးတော့တကယ်ကိုလေးစားထိုက်တဲ့ပုံကိုယ်တွေကျွန်တော်အဲ့လိုထင်တာဒါတကယ်ပြောတာအကောင့်ကျကျွန်တော်ဖျားဆိုအဲ့လိုထင်တာဘာလို့ငကိုခက်ကလည်းအဲ့လိုပဲလေစစ်သားဆိုရင်တိုက်ရဲတဲ့ခတ်ရဲတဲ့တေရဲတဲ့တီကြီးတဲ့ခန့်ညားတဲ့မဟုတ်တာမလုပ်ဘူးတီတူကိုကာကွယ်စောက်ရှောက်တယ်ဒီနေ့ခက်ကောင်တွေကြည့်လိုက်ပါအခုစကားပြောရတာကိုကြည့်အောင်ဟမ် तू နားမထောင်ဘူးတဲ့ဒီလိုကောင်မျိုးတွေနားထောင်နေတယ်ဘာမှအရင်နားမထောင်တဲ့ကောင်က तू အကောက်ထဲကိုဝင်ကြည့်ရင်ကျွန်တော်နဲ့ပတ်သက်တဲ့ပြောထားတဲ့ဗီဒီယိုဖိုင်ဘယ်နှပုတ်ရှိလဲလို့နော်ဒါလက်တွေ့နော်ဗီဒီယိုဖိုင်တစ်ခုတည်းမှဒီကောင်ရဲ့ဖာကြမှုကျွန်တော်ထောက်ပြတာကြည့်အဲ့ဒါအတိညာရပါလားဘူးသူကရပါလားရပါလူရောက်ရှိလာခဲ့ပါခေါ်လာခဲ့ပါနော်အဲ့ဒီလူပြောစီးတဲ့ခဏနဲ့ရေးရေးပါရက်ခံလိုက်နော်ပြောနေတယ်ပြောနားလာပြီအဲ့ဒါကဲဒါမျိုးကိုကြိုက်တာနော်ဒါမျိုးကိုကြိုက်တာအခုငထိန်ခေါ်နေပြီကျွန်တော်ရုပ်တံကိုစင်ဆက်မပြတ်ကြည့်နေတဲ့နော်ကျွန်တော်ညီညမတွေတငယ်ချင်းအရွယ်တွေဦးလေးအတော်အဖိုးအဖွားအရွယ်ရစာပြီးအားလုံးကိုကဲသတင်းကောင်းပါပေးလိုက်ပါတယ်ငထိန်ကပြောတယ်ကျွန်တော်ရုပ်တံကိုကြည့်လို့တဲ့အတိပညာဗဟုတုတတစ်ခုခုရဝိုင်းအကိုတို့အမတို့စီးထားတဲ့ဖက်နှက်နဲ့သူ့ပေါင်းကိုလာရိုက်ပါတဲ့ကဲအဲ့တော့ကျွန်တော်နဲ့ပတ်သက်လို့နားထောင်နေတဲ့သူတွေချို့တွေဆိုရင်အဖိုးအတော်တွေတောင်မှတားရေးသားသတင်းကိုနားထောင်နေတာဆိုတီပွီးနဲ့ဖွင့်ပြီးမြန်မာပြည်ထဲမှာလှုပ်နေလို့ဟာမလှုပ်ပါနဲ့အတော်ရဲ့တော့ကြာလာပြီးဒုက္ခပေးနေအောင်သားရတယ်နော်အဲ့တော့အဲ့ဒီပုံကိုယ်တွေအားလုံးကိုကျွန်တော်မန်ရှင်းခေါ်လိုက်ပါမယ်ငထိန်အတွက်ကွန်မန်းလေးနဲ့ပဲပါရိုက်ပေးပါလို့နော်အေးအောင်မြင်အောင်ဟုတ်ကြာချုံတော့မသိချင်လိုက်နော်ဒီကောင်တွေကလေတကယ်တအားပူလောင်နေတာသူတို့ကြည်ရိုးနေအဲ့လိုဒီကောင်ကအောက်မှာဆိုရင်သူ့အားပေးကောင်ငစီကိုဖမ်းမမိသေးဘူးလားငစီကဒီတိုင်းပဲလွတ်ထားတော့လားဘလို့ညာလို့သူတို့ကျွန်တော်ကြည့်တယ်ဒီကောင်တွေတော်တော်ပူလောင်နေကြတာပဲလို့နော်တောက်ကြိုင် AI ပုံကြီးနဲ့ငစီကိုထိုင်းရဲဖမ်းနိုင်လောက်ပြန်ကြီးဟမ်တွားပြီကျွန်တော်တို့တိုင်းပြီ
ရုပ်ဝတ္ထုတွေပျက်စီးုံနေမဟုတ်ဘူးစိတ်ဝတ္ထုတွေပါပျက်စီးကုန်တာတိုင်းပြည်အတွက်တကယ်ကိုအန္တရာယ်ကြီးတယ်တကယ်ကြောက်စရာကြီးအကောင်းမြတ်ကျွန်တော်တို့တူဘက်ကိုဘက်အမြင်လောက်မြင်နေကြလို့လားကြောက်စရာကိုမင်းလျော့နေကြတာတကယ်လေးလေးနက်နက်စဉ်းစားပြီးတော့ဒီတိုင်းပြည်အရေးအတွက်တွေးကြည့်လိုက်ပါဒီလိုကောင်မျိုးတွေစစ်တပ်ထဲမှာဘယ်လောက်ရှိနေပြီလဲမင်းအောင်နိုင်ရစပြီးတော့ကြည်စမ်းကြောက်စရာကြီးကျွန်တော်တိုင်းပြည်အနာဂတ်ဒါကြောင့်မလို့ဒီဘွဲနိုင်အောင်တိုက်ကြပါလို့ကျွန်တော်တို့မြေတားရက်ခံတာအဲ့ဒါကျွန်တော်တို့နိုင်အောင်မတိုက်နိုင်တိုင်းပြည်ကံကြမ္မာမတွေးရဲစရာတော့အကောင်းပြောတာပါကျွန်တော်ဒါကြောင့်မလို့တော်လိုင်းနဲ့ပတ်သက်လို့ဘလောက်ပဲတွေးထိုးတက်ရှိုစိတ်သက်ကြမှုတွေရှိနေပါစေကိုတချို့တဲ့လူတွေပြောတာကွာထောက်ဖို့တွေမယုံထောက်ဖို့တွေမယုံကိုယ့်ကိုစူပြီးတက်ရင်ဓာတ်ပို့လေရှင်းနေတာဟာယူပတ်စံရှိတဲ့ကောင်တွေတပုံကြီးတချို့တွေပတ်စံရှိတဲ့လူတွေစောက်ကြီးစောက်ချေပြောတယ်ကိုယ့်ကိုတော်လိုင်းမလုပ်ချင်တာနဲ့ပဲသူတို့မှတော့ထားစရာမရှိဘူးချမ်းသာနေတာထောက်ဖို့တွေကဘာဖြစ်လို့ဘသူကဘာဖြစ်လို့အဲ့ဒါဆိုရင်ကိုယ့်ကိုအလုံးလုံးနဲ့တက်ရင်ဓာတ်လိုက်ပို့လေလာပါကိုစီချိတ်ပေးပါမယ်လာဘသူ့ပို့ချင်တယ်ပြောခမရတို့ငွေတစ်ချက်တော့မကင်ဘူးပိုတော်တက်တာလေးတဲ့ဂျေဇုတော်တင်လိုက်အောင်မယ်နော်ကျွန်တော်ကြီးလာထည့်ရင်တော့ကျွန်တော်ကဗာလဲတန်ချပေးရမယ်စကားတွေပြောရမယ်ပြီးရင်စရင်သွင်းရမယ်ကွန်ပျူတာမှတ်တမ်းတော့ထည့်ပေးရမယ်ဟုတ်တယ်မလားဒါကိုရှင်းနှန်းပြန်ထုတ်ရမယ်အမေကျွန်တော်မှအဆင့်ပေါင်းများစွာတလို့လားဒါလိုက်ပို့ချင်တဲ့ကိုစီရဲ့ချိတ်ပေးပါဆိုရင်လေဂျေဇုတော်တင်လိုက်အောင်မယ်ဟုတ်တယ်မလားမလုပ်ချင်လို့မလုပ်တာလေအဲ့တော့ကျွန်တော်တို့မလုပ်ချင်လို့မလုပ်ဘူးဆိုရင်ဒီတိုင်းပြည်ရဲ့အနာဂတ်လေးကိုစဉ်းစားပါကုန်ခဲ့တဲ့2015နဲ့2020အတွင်းဖြတ်တန်းခဲ့တဲ့ကိုယ့်ရဲ့ဘဝမျက်စိလေးမှဲ့ပြီးအဲ့ခံဒီခဏသွေးလိုက်နော်2015နဲ့2020အတွင်းတနေ့တာနှိမ့်ဆက်ဒူကကိုလောက်ကင်သွားလာဖြတ်တန်းနေတဲ့လှုပ်ရိုးလှုပ်စင်တွေကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်ပြီးရင်အခု2020ကနေ2026ထိအခုရောက်နေတဲ့နေ့အထိကြုံတွေ့နေရတဲ့အရာတွေကိုမျက်စိနဲ့မှိတ်ပြီးကြည့်လိုက်ဘာကွာလဲဆိုတာလူတိုင်းသိလိမ့်မယ်တိုင်းပြည်ကအပေါ်ဘက်ကိုတွားနေလားအောက်ဘက်ကိုတွားနေလားအဲ့တော့ဒီတိုင်းပြည်အတွက်တို့တွေအလုတ်လုတ်ပေးတင်လားမပေးတင်ဘူးလားအော်တိုပြေထွက်လာပါလိမ့်မယ်နော်ကျွန်တော်တို့တော်လိုင်းလောက်တာအဲ့ဒီစိတ်တစ်ခုနဲ့ပဲညီးပြလိုက်ရင်ဘူးဒီတော့မြက်ကြီးပင်လယ်ဝေသွားလိမ့်မယ်တကယ်ပြောတာနော်ဒါပေမဲ့ကျွန်တော်ညီးလိုက်ရင်ဘာအကျိုးရှိမလဲကျွန်တော်အဲ့ဒါတွက်ကျွန်တော်လေဘာအလုပ်ကိုလုပ်ဖို့စဉ်းစားဘာစကလုံးကိုပြောဖို့စဉ်းစားနံပါတ်1ငါဒီစကားကိုပြောလိုက်ရင်တော်လိုင်းရေးကိုဘယ်နေရာကိုထိခိုက်သွားမလဲအရင်ကြည့်နံပါတ်2ငါဒီစကားကိုပြောလိုက်လို့တော်လိုင်းအတွက်အကျိုးရှိမလားအကျိုးရုံမလားကြည့်တယ်အလုပ်တစ်ခုလုပ်တော့မယ်ဆိုကျွန်တော်အဲ့လိုပဲအဲ့တော့အခုကျွန်တော်ညီးပြမယ်ကဲညီးပြတဲ့ငါညီးပြခြင်းခံစားနေတဲ့အရာကိုညီးခြင်းတယ်ပေါ့ကဲငါညီးပြလိုက်ပြီ online ပေါ်မှာကောင်းကျိုးအတွက်ကြည့်မယ်ကောင်းကျိုးဘာရှိပြည်သူတွေစိတ်သက်တက်ကြွသွားမလားစိတ်သက်ကြွသွားမလားစိတ်သက်ကြွသွားမယ်ဟုတ်တယ်နော်ဟိုဘက်ကရန်သူတွေကဝမ်းနေသွားမလားဝမ်းသာသွားမလားဝမ်းသာသွားမယ်တိုက်နေတဲ့ရဲဘော်တွေအတွက်အားရင်တွေဖြစ်သွားမလားစိတ်ပြက်စရာဖြစ်သွားမလားစိတ်ပြက်စရာဖြစ်သွားမယ်ကောင်းကျိုးတစ်ခုမှမရှိဘူးဟုတ်တယ်မလားဘယ်နေရာကောင်းကျိုးရှိဘာမှကောင်းကျိုးမရှိတဲ့အရာကိုကျွန်တော်ညီးပြရင်ကျွန်တော်တော့မိုက်တဲ့လူမရှိတော့ဘူးပေါ့ဟုတ်တယ်မလားကျွန်တော်လူမိုက်တော့ဖြစ်မခံနိုင်ဘူးကိုလုပ်နေတဲ့အလုပ်တစ်ခုကိုလက်နဲ့တိဆောက်တဲ့အရာကိုကိုချောင်းနဲ့ကိုတော့နေမချနိုင်ဘူးဒါကြောင့်မို့လို့မညီးတာဘသူကတော့တလောက်အနေထားကြီးလှုပ်ချင်မလဲဗျာစဉ်းစားကြည့်ပေါ့ကျွန်တော်ဆိုရင်ထုတ်မပြောတာရှိတယ်ကြုံတွေ့ရတဲ့အခက်အခဲဒီလိုရက်တည်နိုင်ဖို့အတွက်ကျွန်တော်စ조사ရုန်းကန်ရတဲ့အရာဘယ်သူ့ကူညီမှမပါဘဲနဲ့လောက်ရတာကိုတယောက်တည်းရက်တည်ရတာမဟုတ်သေးဘူးနော်ဒီအဖွဲ့ကြီးနော်အကောင့်ပြအခုကျွန်တော်တို့ဒီအဖွဲ့တွေဆိုရင်စနစ်ကြအောင်လုပ်ထားတာဒီတနေရာနဲ့နေလို့ရတာမဟုတ်ဘူးထိုင်းနိုင်ငံကိုခွဲထားတာဘာဖြစ်လို့လဲသူများတိုင်းပြည်မှာနေရတာလောက်ရတာအခက်အခဲတွေဆိုတာအများကြီးနော်အဲ့ဒါလေးပဲစဉ်းစားပါအဲ့တော့ကျွန်တော်တို့ပြောချင်တာကတော်လှန်ရေးမလုံနိုင်လို့အပြစ်မမြင်ပါဘူးဒါပေမဲ့ဘာကြောင့်လုံတဲ့လဲဆိုတာကကျွန်တော်တို့ပြောတာပါဒါပေမဲ့မလုံလို့ရှိရင်ဘေးမှာထိုင်းနေပါလုံနေတဲ့သူမှောက်ခုံလဲအောင်ခြေတော့ထိုးမခံပါနဲ့ဒါလေးပဲပြောချင်တယ်